ကျွန်တော်ကတော့ Minecraft တင်ကြပါမယ်ဟာနံပါတ်ရရှိပြီ MCM game ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ညီလေးလုံးကတိကိုသွားဆုံးအောင်ပဲဖြစ်ပါတယ် A few moments later ဟုတ်ပြီကျွန်တော် game နဲ့တော့ရောက်လာပြီနော်အားပြောရတယ်လုံးကတိစိုးမယ်လို့ကြားလုံးကတိလုံးမှာပဲဖြစ်ပါလေရပြီနော်အဖားမှနံပါတ်10ကိုသွားပါတယ်နံပါတ်10ကပဲမှာလေဒါလားဟုတ်ဒါနံပါတ်5နံပါတ်7လားဟာနော်အခန်းပြောင်းနေပါဒါနံပါတ်8ဘေးဒါလားနံပါတ်လည်းမဟုတ် One eternity later ဟုတ်ပြီကျွန်တော်ကိုတော့တွေ့ပါပြီဗျာကျွန်တော်လုံးကတိအိမ်ကိုကျွန်တော်တို့ရောက်လာခဲ့ပါပြီကျွန်တော်ဟာညီလေးစိုးသွန်းနေလို့ကြားရနော်ညီလေးမလိမ့်မောက်ဆိုကိုယ်လက်ထက်မှာတော့ညီလေးပြောသွားပြီပြောရမလားညီလေးငုံနဲ့ပြောရတယ်ဆော့ရတယ်ခဏမင်းကို note တိုင်မယ်ခဏလေးရေကက်တက်တာထဲမှာဟုတ်ပြီ note တိုင်မယ်ရမျိုးစို့မှာပြောသွားပြီဟုတ်ကဟာတို့ညစ်တော့လိုက်လားကွာထမင်းစားပြေအောင်မရှိသေးတော့ကွာဘာဒီမှာလဲရမှာလားဟုတ်ပါတက်မှာအိမ်နာတက်မှာလားဟာမင်းဆရာကြီးပဲကွာဟာမင်းအော်တယ်ကွာငါးကြီးတော့ကွာတို့နေဒီမှာလဲလဲရမှာပေါ့အော်ဟုတ်မှာရမင်းမပြောဘူးကွာအစားကလေးနော်သွားယူမယ်ဒိုင်ပါလဲပေးမှာပဲဖြစ်ပါတယ်ဟာဒီလေဟာစောက်ကမင်းကြောတော်ထားတာပဲခဒီဒီရောက်နေပြီတော်စောက်ကမင်းကြောထားတယ်ကလေးဟုတ်မယ်တော့ပြောပါဒီလေကမင်းကြောထားဒီလေစောကြရဆိုရှော့စီမှာ 8 days later အိမ်မယ်အချင်းတမ်းပြီမရလဲကွာအချင်းတမ်းပြီဆိုတော့မင်းမျက်နှာငုံပဲမယ်ခုနကဆက်ဖြစ်ပြီလေဟုတ်ပြီပုံမြင်ပြောပြမယ်ခဏဟာပုံမြင်စောက်ကွာဘဲရောက်ကလေးနဲ့စောနေဟာပုံမြင်စောက်ကွာဒါလားဟုတ်ပါဘူးဒါလှဲ့တာကြီးမဟုတ်ပါပြူးတော့ကန်းတယ်ကျွန်တော်လဲပုံမြင်စောက်ကဒီမှာဖတ်ပြမယ်နော်ဖတ်ပြမယ်ပုံမြင်ဟိုးရှေတော့ပေါ့ကွယ်12 o'clock midnight ပုံမြင်ပြီးသွားပြီပုံမြင်ကောင်းလားညီလေးဟာလုံးကတိပြန်ဖြေလေးဟာမင်းကျေလိုက်တော့မြင်နေပြီကွာသွားပြီအိမ်ရောက်မှာကွာဆိုဖာပေါ်မှာ TV လေးနဲ့ခဏသွားနှက်လောက်မယ်ကွာဒီကော TV လေးနဲ့တခြားလေးဟုတ်ပြီကွာ TV မှာဘာလာလဲမသိဘူးလေဟာကြောင်ညာကြီးကပြင်းစရာကြီးကွာကြောင်ညာတက်လာလားဘာကြီးလဲအဲ့တော့အိတ်ချင်လာပြီကွာတော်အိတ်ချင်လာပြီအိတ်ပြောပါပဲကွာဟာလုံးကတိနိုးပြီကွာလုံးကတိအောနေပြီဘာလဲလုံးကတိဟာကျမတော့မရှိတော့ဘူးအိမ်မှာပဲတန်းသွားတက်ကြရပါတော့အခန်းထဲမှာအောနေမင်းကလည်းနားကြီးတော့အော်တာလေအဲ့ဒါမှမရှိတော့ဘူးကွာအော်တယ်ဟောမင်းဘယ်အော်နေပြောလို့ရဒီမှာလားဝှရှော်တဲ့ဝင်ရလေမဟုတ်ပါဘူးရှိပါဘယ်တော့လဲဟာမင်းကတော့လုံးပြီကွာဟာဒီမှာမအဲ့ရမယ်လေဟိုမှာအစိုးရရှိတယ်မထနဲ့တော့ပြီညကြလားပြောနေညနာငါညီမလို့မလုပ်တော့ပါဘူးလေဟိုတိတ်မယ်ငိမ့်ဆန်းအိတ်မယ်ဟုတ်ပြီလားဘာလဲအရောက်ယူပေးရမှာကောက်ပဲမင်းဟာရောက်မင်းကောက်ပြဲကန်တာပေါ့
ခဏလေးအယုတ်ရှာပေးမယ်အယုတ်ဒီရလားဟုတ်လားရော့ဒါလည်းမဟုတ်ဘူး 12 seconds later. 12 seconds later. ဒီရုပ်ကလေးလားအေးပြောသွားပြီသွားပြီဟိရတော့ဆောင်းလို့ရှုပ်တဲ့ကလေးဟုတ်ပြီကွာပြန်ပြီး TV လေးပါလေကြည့်လာအောင်မယ်ဆို TV မှာဘာတွေအသက်တွေတင်မလဲမသိဘူးတည်နေပါလာလားမသိဘူးဟာခုနဟိုင်းပဲကွာပြင်းစရာကြီးကွာအဲ့ချင်းလာပြန်ပြီဟာအဲ့တော့မယ်ကွာခဏလေးလားဟာ A2. ဒါတော့ day 2ပဲဖြစ်ပါတယ်ကျွန်တော်ဒုတိယမြောက်နေ့ပါဒုတိယမြောက်နေ့မှာဟာလုံးကတိပဲမှလည်းမသိဘူးလုံးကတိအခန်းထဲမှာထင်တယ်လုံးကတိရောဒီကောင်တော့တကားပိတ်ထားတယ်အခန်းထဲမှာပဲဖြစ်ရမယ်ဟာမဟုတ်ပြန်ဘူးဟာဒီကောင်တကားပိတ်ဖို့လှမ်းမိတယ်လားဟာဒီထဲမှာလည်းမရှိတော့ပါဘူးအဝတ်ရှော်သက်တော့ဝင်တော့ပါဘူးဒါတကားပိတ်ထားတော့မယ်ရောလုံးကတိဒါကြီးကကျွန်တော်တိုက်ခန်းအပြင်ပါကြီးဒါလည်းမဟုတ်ဘူးအဲ့ဆိုဘယ်နာလဲဟာဆရာသမားဒီထက်လည်းမရှိဘူးဟာဒီကောက်ကအော်နမောပါလားဘာတိုင်လဲဟာအပေး had mode unlock တဲ့ဘာကြီးလဲဟာညီလေးလုံးကတိ TV ကြည့်နေတာပေါ့ဟာဒါလိုက်ပါဦးမင်းတို့ဘူးယူပေးမယ်ခဏလေးနိုဘူးနိုဘူးကဒီမှာမရှိဘူးလေကွာငါလည်းပဲဟုတ်တယ်မှာတကားရပိတ်သွားနိုဘူးဟာတကားလည်းလော့ကြပါပြီလော့ပြီဗျာအပြင်လုံးကတိကမြင့်ကြောက်ထားလိုက်ပြီလားမသိဘူးထင်တယ်အဲ့လိုပဲထင်တယ်ငါတော့ကျွန်တော်9နှစ်လောက်ထိုင်းရှာနေတာကျွန်တော်မတွေ့ဘူးဗျာဟာကြီးရပြီဟဲ့မင်းဒီထက်မှဆိုပြောတော့ဟဲ့အထဲမှာဆိုပြောတော့ဟဲ့မနှောင်းနဲ့နော်ကြောက်တတ်တယ်နော်တော့ရှာတယ်ကျွန်တော်ရှာဒီတဲလည်းရှာမတွေ့တော့သွားပြီလုံးကတိလောက်တာလုံးကတိတွေ့ပြီထိုင်းဆောင်နေတာအစင်တဲ့တကားယူလီလို့လောရှာခဲ့ရလေဟဲ့ဟုတ်ပြောတော့တာမင်းတိုက်ပါလဲပြအောင်ကွာဖြစ်တယ်နော်ကိုဘာကိုမင်းလက်ထပ်သိပြီလေကွာဒီရဆိုမင်းမရိုင်းတာမင်းအမေရမယ်ရောက်မပြေးနဲ့ရောက်တိုက်ပါကြီးထွက်ပြေးပြီလုံးဟာဟဲ့ရောက်တိုက်ရဘာကြီးလဲတိုက်ပါဦးလားဟာဒီတော့ဝန်းပွေသွားပြီဟာဒီမှာလည်းမရှိဘူးဒီထက်မှဝန်းသွားပဲဟာဘယ်ရောက်ဝင်လဲဟာသွားပြီတိုက်ပါပြောက် Much later, that the old narrator got tired of waiting and they had to hire. ဝေးပြေးပြီတကားပဲဟာတကားလည်းဖွင့်တတ်တယ်ဟာရောက်အမရောက်ဖတ်တေးပါပြီခမရအမမင်းစောက်ကမင်းကြောက်ထားတော့တေးပေါ့မင်းလုံးကတိကတိုင်ပါဆိုတဲ့အတိုင်းပဲမင်းလည်းကမင်းကြောက်ထားတယ်ကွာငယ်စက်နေတာမဟုတ်ဘူးမင်းရောက်လာမင်းကိုလဲပေးမယ်လာခဲ့ဟုတ်ပြီအချိန်တန်းပြီဆရာသမားကိုပေါ့ကိုကလေးဝင်သွားပါလားမင်းကိုပေါ့ကိုလမ်းလျှောက်တက်နေတာပဲငါပဲလောကဟာအခန်းပွင့်ပြီကွာငါအိတ်ခန်းလာမသိဘူးလားရော့ထိုင်မဲဆရာသမားကြီးထိုင်မဲပုံမြင်ပြောပြမယ်ဒီကောကရုံနဲ့လိတ်ပုံကြီးပြောပြမယ်တို့ဟိုးရှိတော့ပြီကြိုက်လားပုံမြင်ကြိုက်လားဟာအိပ်ပြောသွားပါပြီဟုတ်ပြီကွာတော့အောက်မှာ TV လေးတော့ကြည့်လောက်မယ်ကွာဒီနေ့တော့ TV အသက်တွေပါတင်တော့ပါကွာဟိုနေ့ကကြော်ညာကြီးတော့မဟုတ်တော့ပါဘူးနော်တကားခေါ်တာဘယ်လိုကြားလိုက်လားတော်တော်လေးကြားရတယ်တကားလာခေါ်လားဘယ်တော့မှလည်းမရှိပစ္စည်းပုံးကလူထားခဲ့ရလေဟာ
ဟာ4000ကျကျွန်တော်ပတ်စံတော့ပေးစရာမလိုလားဘူးဒီတိုင်းလားချသွားတာကောင်းတာပါဗျာ free ရရော့ဒီပေါ်တင်းထားပြီဟုတ်ပြီကွာနောက်ဆုံးတော့ TV လေးကြည့်ပြီးအေးဆေးလေးနေလို့ရပြီကွာဘာလေးအသက်တယ်လည်းမသိဘူးအသက်တယ်ဘာလေးလာလည်းမသိဘူးကွာကလေးလာရပဲကွာရှာမမိုင်းလားစီပတီထိုင်းရောက်အဲ့လေအေးချလိုက်ကွာညစနေခွန် A fleet. တေးသူရောက်ပါပြီဟာတော့ရောက်မှရှိတဲ့အဝိုင်းလဲနေပြီတော့ဘယ်နိုင်လောက်ထိုင်းဆော့ရမလဲမသိကိုဒီအဝိုင်းလဲလောက်ပြီးနိုင်တော့လားဟာပြီးနိုင်တော့လားဟာဟဲ့ပြီးတော့ကျွန်တော်ဘိုက်စားတယ်ဗျကျွန်တော်လက်ဘာမှမစားလေးအကောင့်ကြီးပဲလုပ်ပေးတယ်ပေါင်မုတ်ကျွန်တော်ဘာမှတော့မလုပ်ဒါမှပေါင်မုတ်ဆန်ဝစ်လေးပါလေးလုပ်စားတယ်ဟာကျွန်တော်အိမ်နာတဲ့ကျွန်တော်ပေါင်မုတ်လားရှာရတယ်လို့ကျွန်တော်လည်းအုံတောင်ရှိတာပေါင်မုတ်ဆန်ဝစ်လုပ်စားမယ်ဒီထက်မှရှိတာရှိနော်ပေါင်မုတ်ရှာမယ်ပေါင်မုတ်လည်းမရှိဘူးပေါင်မုတ်ဆန်ဝစ်စားကျင်တာမို့နဲ့ဘာလို့ရမှာလဲဟာကြော်ညာတတ်တယ်ဟုတ်ပြီပေါင်မုတ်တွေ့ပြီပေါင်မုတ်ထည့်မယ်ပေါင်မုတ်တွေ့ပြီဟုတ်ပြီပြင်ကျွန်တော်ဗာလေးထပ်ထည့်ပေါ့မှုတ်လို့ကစုံရွက်လို့ဟုတ်ပါဘူးမခရမ်းကျင်သေးလို့ဒါပါတခွားသေးလားဟာဘာကြီးလဲဟာဟုတ်ပါပြီကျွန်တော်နောက်ဆုံးတော့ပြီးပါပြီပေါင်မုတ်ဆန်ဝစ်လေးပြီးပြည့်စုံတဲ့ပေါင်မုတ်ဆန်ဝစ်လေးရပါပြီခင်ဗျာနောက်ဆုံးတော့ဟာထပေါ့ဟာဘာဖြစ်တာလဲဟာ feed me တဲ့ဟာလုံးကလေးရလဲကွာငါတော့ဘာမှမစားသေးဘူးဘိုက်စားပါရဲဆိုငါ့ monster တယ်ကွာမရိုင်းတာကွာဘယ်မှာလဲအလုံးကလေးတော့လာခဲ့လားဟာလောခထားရတဲ့ခန်းအခုဘယ်တော့ဘယ်ချိန်နေဘာလုံးလိုက်လို့မသိဘူး။ထဲမှာလည်းဘာမှမရှိပါဘူး။အခုအထဲမှာလော့ခတ်တာဆိုအခုအထဲမှာပဲရှိရမယ်။အခုရေကတက်တာတွေကနိုးပြီးတော့ရှိပါမလားမဟုတ်ပါဘူး။ဘာကြီးလဲအဝိရှော်တယ်လည်းရှိပါဘူးဒီနေ့လည်းမရှိဘူးဟုတ်ပြီ။ဘာလို့ရမှာလဲဟာတေးပြီလုံးကလေးပြောက်ပြီးဟုတ်ဗျာနိုးမတိုက်လို့လေငါလည်းစားကျင်သေးရပေါ့မင်းရတယ်ဘာလို့မရေကတရာမလားရှိလားဟာရေကတရာလည်းအကောင်ဘယ်ချိန်လမ်းဖောက်လိုက်လဲမသိဘူးရပြီနိုးဘူးရပြီလာပြေးမယ်မရိုင်းတော့ရေကတရာလည်းပိတ်ခဲ့ရတယ်လို့ကွာကလေးတော့ကွာကလေးမရိုင်းတာလားတတ်မှမရိုင်းတာဟာနိုးဘူးဟုတ်ပါကျွန်တော်ရှောက်သွားဘယ်သွားမှာလဲအေးတော့ကွာငါတို့အမြလုံးမရမယ်မသေးဘူးဘယ်နာသွားမှာလဲမလိုက်ရတယ်လောက်ကြအောင်အေးတော့ကွာအော်ရိုက်နိုးဘူးတွေ့ပြီပြီးတော့ဘယ်လိုထွက်ရမှာလဲတကားတွေရိုက်တကားရလေဟာကျွန်တော်ဒီချင်းကျွန်တော်အဖမနံပါတ်19တော့ရောက်လာဟာရောက်ပြန်ဝင်ရမယ်ရေကတက်တာနဲ့အကောင်အဲ့ဟိုဟာနဲ့အခက်နဲ့ဘယ်တော့မင်းကလည်းစိတ်မဆိုးပါနဲ့ကွာခဏရေဘူးထောင်ပြမယ်ထောင်ခဏရေဘူးထောင်ပြမယ်sorry ခဏပြန်ထောင်မယ်မင်းကြည်စမ်းပါစကေးဟာဖောင်းကနေကွာလာမင်းကြော်လားတော့ဒုက္ခပဲစောက်ချီရလဲပါသေးတယ်မဲနော်တော့မဲအဲ့ရမဲပြီးနော်မဲမိုက်တာများလို့ထင်တယ်ငါကြည့်မျက်လုံးနဲ့နီးနေပြီဘယ်လိုလုပ်မှာလဲငါတို့မျက်လုံးနဲ့မီးနောင်တောက်နေပြီမဲပြီးအဲ့ရမဲမဲဘူးရတယ်ဆိုမဲထတာပြီးဘာလုပ်နေတော့မသိမဲဟိုနေလန့်တာကွာလုံးကလေးရယ်လန့်တာ
ဆောက်ကွက်ကစပြီးပြီနေဟာမတော့မယ်ဟာလုံးကလေးလုံးကလေးဟာမဲနောက်ရိုးတွေကဖိန်းဖန်ဖရမယ်ဤသားမီကိုထမ်းကြည့်တော့လောသွားမယ်အမြန်သွားမယ်မင်းဟုတ်ပြီသွားမယ်လာလက်မယ်လားဟာလုံးကလေးရတူတူပုံနဲ့မစော့ချင်ဘူးသွားမယ်မင်းပတ်တော့ပိတ်ပြီခဏလားငါကလည်းငါ့ကိုဘာလုပ်လဲမင်းပတ်တော့ပိတ်ပြီမယ်ခဏပိတ်မယ်ပတ်တော့ပိတ်သွားမယ်လုံးကလေးလေးဒီလေးလုံးကလေးလေးသွားပါမယ်အိမ်မယ်အချင်းတမ်းပြီဟဲ့အိမ်မယ်လို့မင်းလူလို့ပြောနေဟာမင်းကပုံမြင်ပြောပြရတာလားဟေးငါမင်းပုံမြင်ပြောပြမှာဟုတ်လားငါအဲ့ရမှာလားသွားမယ်အေးဟုတ်တယ်အိတ်တော့လိမ့်ပါတယ်ခေါ်ပါကိုအဲ့ရမှာဟုတ်တယ်နော်လိမ့်ပါတယ်နော်အိတ်တော့ပုံမြင်ပြောပြမယ်လေပုံမြင်ပြောပြမယ်ရတော့ရအဲ့လိုလိမ့်မှာမဟုတ်ဘူးကွာမင်းတခါစိုက်တော့အိမ်နဲ့နွယ်လေးခြုံနေတဲ့အပြည့်ကုန်ပြီဝါဟိုးရှည်တော့ကွာဟုတ်ပြီပုံမြင်ပြောပြမလို့ဒီဘာလုပ်တာလဲမဲကွာပုံမြင်ပြောပြမလို့ဟာဘာကြီးလဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့မှာပိုကောင်းတဲ့ဗီဒီယိုနဲ့ပြန်တွေ့ပါအားလုံးပဲဘိုင်